လင်းမဘယ်ရောက်နေကြလဲဟဲ့ကြည်မောင်တင်မြထွက်ခဲ့ကြစမ်းဟဲ့ငါကြည်မောင်အမလေးငါတူကိုခိုင်းစားပြီးနင်တို့လင်းမနှက်နေကြတယ်ဟုတ်လားဟာအမဘယ်ကလှည့်လာလဲဘယ်မှလှည့်လာတာမဟုတ်ဘူးနင့်စီတဲလာခဲ့တာဘာလဲနင်တို့ကငါတူကိုကြောင်းထုတ်ပြီးဈေးအောင်ခိုင်းနေဆိုဟဲ့တင်မြဒီရွယ်နဲ့ကလေးကိုလှုပ်လှုပ်ခိုင်းရလားပညာတင်နေတဲ့အချိန်နင်ကတော့တားရမယ်ဟာဘလို့မေလဲမသိအဲ့လိုမဟုတ်ပါဘူးအမရဲ့ကျွန်တော်ဝင်ငွေနဲ့မလုံလောက်တော့လို့ပါခိုင်းတော့ဘယ်ခိုင်းညင်ပါမလဲဟဲ့မွေးတော့မွေးထားပြီးနင်တို့ကျွေးနိုင်ရမှာပေါ့နင်တို့ကမိပါလေနင်တို့ကြောင်းမထားနိုင်ငါတူကိုငါထားမယ်ပညာရေးကိုနင်တို့ကပေါ့ပေါ့တန်တန်မှတ်နေလားဟမ်ပညာမတက်ရင်လူတော့မတုံလူရမဝင်ဘူးပညာတက်ရင်တက်မတက်ရင်ပတ်သက်ရှိမှလူရန်စိတ်နေနိုင်တာဟာဘာသာရေးမလိုက်စားအများအကျိုးလည်းမလုပ်ပညာရေးလည်းဦးစားမပေးအဲ့ဒါကြောင့်နင်တို့ဒီလိုဘွားကမတက်တာဒါတော့ဓမ္မစကူကိုငါပြောလို့နင်တို့ထားတာအေးနောက်နေ့ကစပြီးကလေးကိုကြောင်းတက်တာပဲငါမြင်ချင်တယ်ကျော်အဲ့မှာ3သိန်းနင်တို့လင်မြနှလုံးထိုးဖို့ပေးတာမဟုတ်ဘူးနော်ကလေးပညာရေးစိတ်ထောက်တာဟမ်အရင်ချေးထားတယ်များလေပြန်ရတာမဟုတ်ငါလည်းပြိုကြီးတံမဲ့ကုန်ပတ်အန်နေရဖုန်းကိုကြောင်းယူမသွားပါနဲ့ဆိုယူသွားခြင်းခုတော့ပျောက်ပြီမလားကဲကွာဒီဝါကြီးဖေးရဟဲ့တော်ပါတော့ငါသားရဲ့ပါဇက်နဲ့ဆုံးပါပြီမင်းရောပေါ့မင်းတို့ကတစိတ်ရှိလက်ပါဖို့ပဲမြစ်တာနဲ့ဆုံးပါပြီမေးပါဟဲ့အမေပါသိလို့လေဗျဒီကောင်တော်တော်ပုံစံမကြဘူးအေးသားသမီးကိုပုံစံကွက်တဲ့ထည့်နေရလဲပုံစံမကြဘူးငါသားရဲ့မင်းကိုအမေဘယ်လိုပြောထောင်ခဲ့လဲမင်းသိပါတယ်ဟုတ်တယ်ကိုဒီကိစ္စကိုစကားနဲ့ပဲဖြေရှင်းကြည့်ကြရအောင်ဒါပုံစံပြောက်တဲ့အချိန်ကိုမှတ်မိလားတေချာမမှတ်မိတော့ဘူးကျောင်းစင်းလို့ဖုန်းစစ်ကြည့်တော့မရှိတော့ဘူးမင်းဆီယမကိုမတိုင်ဘူးလားဒါကျောင်းလည်းစင်းနေပြီဆိုတော့မတိုင်လိုက်ရပါဘူးမင်းအဲ့ဒီဖုန်းတန်ကြီးဘယ်လောက်ရှိလဲဒါသိရနော်အမေတို့ကသားကိုချစ်လွန်းလို့ဝန်ပေးတဲ့မှန်တည့်ရဲ့နဲ့သားပူစာလွန်းလို့ဝယ်ပေးခဲ့တာနော်တေချာချာစဉ်းစားပါငါသားပြီးရင်အမေတို့ကိုအမှန်တိုင်းပြောအန်ဒီဒီကောင်ဖုန်းကိုခိုးရတဲ့သူဘယ်သူဆိုတာကျွန်တော်တို့သိရဲ့ဟေးဟုတ်လားသူဘယ်သူလဲတာခုသူပဲမလဲမစကူးပါမယ်အန်ဒီဟင်မစကူးကြောင်းသားလားကွဟုတ်တယ်ဖွာတော့လိုက်ပြပါမယ်ဖေရအေးလာသွားကြမယ်